来，已经说什么？阿 Q，已经说请坐，请坐，要不要喝茶？这时候又没太麻的，要不要喝茶？一诺一放，一女将当我们拿的。来，Q 一说，安童说什么？好，谢谢你。你家有很多照片。好，将那也稍微来看嘛，最好告诉啊，不要看拼音，拼音我们这边呢，你看中文做好了哈，丢手机。如果估计给我们拍的不美多的什么，你看拼音，这样才会有进步，懂吗？读懂吗？好呢，高马比，谢谢你，那个记住点嘛的，你家有很多照片，你买这部里面还是也弄的。来，已经说什么？那个学生，来那个谁，扑面啊，已经扑面啊，来，进来呢，难进来。以军我家人都很喜欢照相。好，我家人都很喜欢照相。我咪告诉阿罗个这部也该来再把人来安童说什么刚担心。这张照片很好看，这是谁？你你姐姐吗？啊，这张照片很好看。你的朋友记录高呢？这是谁？大家不读了。你姐姐吗？你阿妈拿的。来，已经说什么？那个 p a s s y l i n 义军不是，是我妹妹，这是我爸爸妈妈。好，不是好宝物的。嘛嘞，我阿妈好葫芦表是我妹妹，我姨妈那批得的，这是我爸爸妈妈，大刚我爷阿平呢，没娃的。那安童说什么？你家人都很好看，嘛别话咯，好看几高多，看 vet，而且这个样好棒，而且这个大背很棒，你家人都你米大叔阿龙啊，把片哦很好看，记录高呢喏的。来，老师我对话来那个这里东郊念哈，你要念东郊，因为比较短，读录。来，学生来念一下，蛋底下来。哦，明华田中，欢迎，欢迎，请进。田中，谢谢。明华田中，这是我妈妈，好，这是我妈妈。田中，欢迎欢迎，就说吧的，请进，就说别为嘛的，谢谢，就说对嘛的。田中呢，这是我妈妈，田中也在他我没去吧的是。来下一个学生，来东郊学生来，苏灿来。田中波姆您好，米华的妈妈，你好你好，来来来，请坐，你叫什么名字？田中，我叫陈毅，你们家有很多书。啊，保姆的安迪，您好，明个喇叭，过特的接着不来发动他的。你好，你好，明个喇叭，明个喇叭，来，啦，请坐，这是比台吧。你叫什么名字？你那么不入口嘞？我叫陈一，我叫陈一入口吧的。你们家有很多书，你为嘛少点伢一些的？来，名话说什么？这说，孙林特。哦，都是我哥哥的书。啊啊他是老师。呃呃，他很他他他很好。他他很喜欢多阿看书。龙啊，是皮吧的。他很喜欢我哥看书。我哥哥的书，阿龙啊，我过少皮吧的，他是老师，读啊写啊皮吧的，他很喜欢看书，读啊啥皮啊，也在吧的。来，明华的妈妈在说什么？来，四面说。
你好的妈妈，请你家有几个人？你有没有兄弟姐妹？陈一的，你家有几个人？你妈咪打字不了解嘞？你有没有兄弟姐妹？一诺一房东他的，你姑妈的妈是啦的。来那个 Yuri，最后一个，朗诵得着。陈小波家有5个人，我有2个妹妹。我有2个妹妹哈，我家有5个人，我妈咪打字我要写吧的，我有2个妹妹，我妈你妈里要写的。好，我们今天讲到这嘛，第二里路啊哈，一十三，那讲到这嘛，那么这个吧嘞，个，那么那个的，的，那么懂啊？这样背它的，讲到底的嘛，1、2、3、4、5，这边动力啊嘛，顶多嘞，过来个屁屁啊嘛。講到現在即等明年呢，那明年就前邊咩？比如講到我有個預備拍開嘛，比如說講到美國拍咩，啥家都開嚟拍表，嘛算個預嘛啦，德預嘛啦，真預嘛啦，開嚟一批貼表表表咩？OK，等明年嗰年，那明年貼前邊咩？啥拍破？好，啥咩喏？講到啥的呢？ချိန်မှာစာပဲလို့တခြားဘာမှအယိုဟိုလုံးဒီလုံးလုံးနေနဲ့ကျောင်းသားဒီတဲ့ဟာတွေကုန်ဖတ်တတ်ရတော့မယ်နော်မဖတ်တတ်ရသေးဘူးဆိုရင်နေစာမရလို့ပဲတင်မိသားဟာတွေမတရားသေးတာတစ်လုံးမှမပါအောင်好开始哈来 No.1 第一题學生高看誰呀高看誰呀 Speak up ကောင်းပါစေ။ 我现在登录啥都没登录。စာတော့လုံးမသိဘူးဖတ်ခိုင်းထားပြီးသားလေဝန်山生我绍兴，ဝန်山生လေဝန်လူကြီးမင်းလေတင်မိသားလေဝန်ကမျိုး山生ကအမျိုးသားဝန်山生我绍兴的老师很漂亮。အမများဖတ်နော်ဝန်山生မဖတ်တတ်ဘူးဆိုရဲပါစာအရင်မကြည့်သေးဘူးနော်ဝန်山生的老师很漂亮ကျောင်းသား得လို့ဖြေသွားတယ်။我们等一下အဖြေလာတိုက်မယ်။အခုချိန်မှာမှန်တယ်လည်းမပြောဘူး။မှားတယ်လည်းမပြောဘူးပေါ့။ကျောင်းသားနံပါတ်1ကျောင်းသားဖြေသွားတာဝန်山生的老师လို့ဖြေသွားတယ်။ဝန်山生的老师很漂亮။好，နံပါတ်1လို့就是နံပါတ်1的အဖြေ就是的လို့ဖြေသွားတယ်နော်။မှန်လားမှားလားမပြောသေးဘူး။来နံပါတ်2學生第二題學生來回答那個溫爸爸來。我有很多好喝的茶。好，我有很多好喝的茶。那么那个来德鲁皮话的，好，来第3題學生，第一組。我有很多，看到有。Number 3第3題。你有丟晒大羅曼里喏，對米大里喏。
နံပါတ် lesson 1သင်နေရဖတ်တာစာမဖတ်တတ်ဘူးဆိုတဲ့အဓိပ္ပာယ်စာမရသေးဘူးဆိုတဲ့အဓိပ္ပာယ်နော်တိတိရွှေစင်မင်းနောက်တစ်ခါကြာရင်သတိထားတော့李保姆的家有6个人。李保姆နင်တို့ရဲ့老师နင်တို့စာသင်ပေးနေတဲ့ဆရာမမျိုးရိုး李保姆就是安迪သင်ပြီးပြီ李保姆的家李安迪ရဲ့အိမ်မှာ有6个人မိသားစု6ယောက်ရှိတယ်6လို့ဖြေသွားတယ်来第4 number 4သင်စာฉัน小姐有5张照片。ဓာတ်ပုံရဲ့မရှာဝကျန်းအလွှာပြချက်တည်းရဲ့ကျန်းလို့သုံးထားတယ်တင်ထားခဲ့တယ်ဆိုရင်ချိန်ရှောက်ကျရဲ့ချိန်မျိုးသမီးမှာယူရှိပါတယ်ဦးကျန်း照片ဓာတ်ပုံ5ပုံရှိပါတယ် line တရာ第5题最后一个他有3个姐姐，这是弟弟。啊，他有3个弟弟，好，他有3个弟弟，所以就是说杜马，你都要是的，所以讲呢，number 1အဖြစ်，number 1အဖြစ်ဒီပါတော့晚上生的，နော်，number 1အဖြစ်ဒီ B。number 2အဖြစ်第二个ဒီပါတော့好喝的茶 B。第3 number 3李保姆的家有6个人 A。第4个 number 4陈小姐有5张照片 C。第5个她有3个弟弟 A。所以讲呢လက်ရှိအနေထားရဒီတဲ့စာတွေကိုအကုန်မဖတ်တတ်သေးဘူးဆိုရင်ကျောင်းသားနာဆွမ်းဆူအစာမရတဲ့ကျောင်းသားဟာစာရအောင်ကြထားကျောင်းသား lesson 1 lesson 2စာမကြည့်ဘူးဆိုရင်နောက်သင်ခန်းစာတွေမှာစာလိုက်နိုင်မှုဆိုတာမဖြစ်နိုင်တော့ပါဘူးဟာစာကတဖြည်းဖြည်းများလာတာဆိုရင်မြည်သမျှစာကိုဖြင်းပါမှာမဟုတ်ပဲဖြင်းမပါပဲဖတ်တတ်ရမယ်လို့ပြောထားရနော် exercise လုပ်တဲ့အခါမှာဖြင်းမပါတော့ဘူးကျောင်းသားနော် exercise လုပ်တဲ့အခါဖြင်းမပါတော့ဘူး okay ဒါမှမဟုတ်ကျောင်းသားဒီတစ်ခါဘာပြောရမလဲဆိုတော့ကျောင်းသားကွန်ပျူတာမှာမြင်ရတဲ့စာပိုက်တစ်ပိုက်ရှိရယ်ဖတ်ပါအဲစာပိုက်ကစာတွေအကုန်လုံးသိတခုမှကြံသိမိသားကျောင်းသားကိုစာဖတ်ချိန်1မိနစ်ကနေ2မိနစ်ကြာပေးထားတယ်ပြီးရင်ကျောင်းသားတယောက်ကိုစာဖတ်ခိုင်းမယ်စာဖတ်ပြီးသွားလို့ရှိရင်ကျောင်းသားအဖြေအောက်မှာကျောင်းတရုတ်စာမှာကျောင်းသားမှန်တယ်ကိုချွန်းချွန်းအဝိုင်းလေးနဲ့ရေးတယ်အမှားကိုချာချာ cross နဲ့ရေးတယ်တရုတ်ကအမှန်ကိုဒီလိုမရေးဘူးတရုတ်ကအမှန်ကိုချွန်းချွန်းအဝိုင်းလေးရေးတယ်ဆိုရင်မှန်တယ်ဆိုရင်အဝိုင်းမှားတယ်ဆိုရင်ချာချာ cross okay ဆိုရင်ကျောင်းသားဒီစာပိုက်ကိုဖတ်ပြီးတော့ကျောင်းသားဒီစာပိုက်ကအကြောင်းအရာကိုနားလည်ရမယ်ဘာသာပြန်တက်ရမယ်ပြီးသွားရင်သူကနံပါတ်1မေးထားတာပါမှန်လားမှန်နေအမှန်မှားရင်အမှား okay ဆိုရင်老师ဒီအတွက်ကိုကျောင်းသားစုစုပေါင်း3မိနစ်အချိန်ပေးထားတယ်ဟာ3မိနစ်စမယ်စအချိန်တွက်ထားတယ်ယူရီဘာလို့ကင်မရာပိတ်တက်တာလဲခွင့်နိုင်ထားလို့လား还有သူခွင့်မ သူ နိုင် ပိတ်သွားတယ်老师ဖွင့်ကင်မရာဖွ ဖွင့် င့် မိသွားတာ ဟာကင်မရာ就是说ကင်မရာဖွင့်တတ်မယ်လို့မပိတ်မယ်လို့ခွင့်မတိုင်ထားကြောင်းသားပိတ်ဆရာမရှိဘူးနော်ကင်မရာမရှိဘူးနေဖွင့်တတ်ရမယ်ကင်မရာပိတ်တဲ့အနေနဲ့တက်စရင်ဘိုင်ဘိုင်ဖြစ်သွားလိမ့်မယ်
当然要特别的里边呢，阿妈变讲呢。就是说你这爸妈阿妈变讲，那这爸妈你那么巴拉耶，你妈你在这张表这边，我你边没给人特别嘛，我就表态嘞，နောက်ဆုံး fine 呢，ကျောင်းသားအဲ့ချိန်ကျမှစိတ်မဆိုးနှံ့အောင် OK，来，等等于第三摆的摆龙牌啊。你们好，我叫王开文，我爸爸都是美国人，我妈妈是台湾人，我没有兄弟姐妹，我爸爸妈妈都喜欢喝茶看书，我家有很多茶有很多书，我喜欢照片，我家有很多漂亮的照片。好，你们好，那你都明了吧？我叫我凯文，我凯文路口吧的，我爸爸都是美国人，俺那边你要弄个 American 路မျိုး吧的，我妈妈是台湾人，我们个台湾路မျိုး吧，我没有兄弟姐妹，你跟我那么喜不？我爸爸妈妈都喜歡喝茶看書，我未皮你要弄個十批到仔的，一女姐到啦仔的，十批啦仔的，我家有很多茶，哎嘛，一女姐အများကြီးရှိတယ်，有很多書，少အများကြီးရှိတယ်。我喜歡照相，我都不願意在的。我家有很多漂亮的照片，我姨媽老爸的ပုံတွေအများကြီးရှိတယ်。所以講到第三擺ကိုကြည့်ပြီး number 1မိကုံဖတ်ပြီးတော့老師講到 number 1ကိုအရင်ဖတ်ပြပြီးတော့မှ老師ကို對還是錯ပြောရမှာ對လို့မှန်တယ်ကိုတရုပ်လို့對လို့ပြောရမယ်နော်နင်老師ကို true or false မပြောရအောင်講到如果你ရဲ့အဖြေကမှန်တယ်ဆိုရင်對လို့နင်ဖြေမှားရင်錯လို့ဖြေ所以對就是說圈圈錯就是叉叉如果你覺得အဖြေက你စာကြောင်းအရင်ဖတ်ပြီးသွားရင်對或者錯來 number 1အဖြေ蘇မြ通文先生的家有3个人，对老师。文先生的家有3個人，文先生明白မိသားစု3ယောက်ရှိတယ်，那是對。來，穗穗瑤第2題。我先生是有，我先生有弟弟。弟弟啦，你စာမဖတ်ဘူးလား我စာမထောက်ပေးဘူးနော်你စာမရသေးဘူးဆိုအောင်了拍第2題王珊珊有妹妹錯王珊珊的沒有兄弟姐妹လို့ပြောထားတာညီကိုမောင်လောက်မရှိ所以錯妹妹呢那不是弟弟來那個先當哥哥နောက်ကြမယ်來那個西卡馬如第3題王先生的爸爸妈妈都喜欢照相。我是看到对。王珊珊的爸爸妈妈都喜欢照相。王珊珊一每天落這ပုံရတာကြိုက်တယ်對嗎他寫我喜歡照相လို့ပြောထားတာ他沒有寫他爸爸媽媽喜歡လို့其他မဟုတ်ဘူး所以對啦錯啦nhận nên that 錯錯好來下一位學生沙特森第4題文先生的家有很多照片書對好所以講到我們第1題答案是對第2題就是錯第3題就是錯第4題就是對好所以講到老師講到 exam ရဲ့အခါမှာဒီ exercise exam ရေးပေးမှာမဟုတ်ပါဘူးဒါပေမဲ့講到ဒီစာကိုတည်တဲ့ answer the question လေ့ကျင့်တာလုပ်ကျင်တယ်ဆိုရင် video record ကနေပြန်ကြည့်လို့ရတယ်老師စီကတည်တဲ့လာတောင်းလို့ရပါတယ် okay 因為ဒါ老師 exam မှာထည့်ပေးမှာမဟုတ်ပါဘူး講到ဒီ exam ရေးရတာများမှာဆိုလို့ပါ來老師講到ဒီခါ match လုပ်ရမယ်講到老師對不起講到
တောင်းပန်ပါတယ်ကျောင်းသားရဲ့ဖုန်းစခရင်ကိုနည်းနည်းလေးဖြဲပါချဲ့ပေးပါနော်ဘာလို့လဲဆိုတော့စုစုပေါင်း၈ခုရှိတာကျောင်းသားတစ်ကနေ၈ထိအကုန်မြင်ဖို့ကဒီ size လောက်ပဲလုပ်လို့ရမှာမဟုတ်လို့ပါဆိုရင်ကျောင်းသားဖုန်းနဲ့တက်တဲ့ကျောင်းသားဆိုစခရင်လေးနည်းနည်းလေးဖြဲပြီးတော့ကြည့်ရင်မြင်ရပါတယ်所以老师好对不起哈来ကျောင်းသား这是 match လောက်ကမှာကျောင်းသား比如说ကျောင်းသားဥပမာဆိုပေါ့နော်这是谁ဒါကဘာတူလဲဘာနဲ့ရွေးမလို့တစ်က A လားတစ်က B လားတစ်က D လားတစ်က F လားတစ်က G လားရွေးရမှာ Okay 老师ဒီအတွက်ကျောင်းသားကို3 minutes 3分鐘3 minutes အချိန်ပေးထားမယ်စပြီးတော့စဉ်းစားရအောင်ကျောင်းသား AB AB 1 B 2 B ဖြေရအောင်မဟုတ်နော်စာကြောင်းတွဲပြီးဖြေပေးရမှာနော်စာဖတ်ပြရမှာနော်ဟုတ်စာဖတ်ပြရမှာတရုပ်လိုဖတ်ပြရမှာ不是 A နဲ့ B နဲ့ပဲလာပြပြရမှာမဟုတ်ဘူးတရုပ်လိုဖတ်ပြရမှာ3 minutes Okay 来三路宽马人第一题 number 1三路宽马人第一题这是哇咱们套为三呀队伍好来三只第一题咱们拍的队伍好先嘛宝贝咱们拍家的对家队伍第一题这是谁？我哥哥。这是谁？我哥哥录皮娃的，看到你马皮带家门咯，拿张大表了一。来，第二题学生年通。年通来。好，老师。陈先生的家有美国人。啊？陈先生的家有？几个人？几个人？
အဖေမှာကြောင်ပြောက်မပြောပြအောင်နော်ຫນွေဦးအဖေကပါတော့နံပါတ်2ပြန်ဖတ်ငင်းထုံးဘလို့ဖြစ်တော့အဖေလော်လော်လေးကိုຫນွေဦးဘယ်ပြောက်နိုင်တော်တင်စာဦး先生的家有几个人？6个。6个6ယောက်လေးဘာဖြစ်လို့လဲ来第3题 number 3您看着请问你要不要喝茶？请问你要不要喝茶？等会儿。请问你要不要喝茶？请问你要不要喝茶？好，谢谢你。好，谢谢你都表完了 F。来第4题 number 4难题呢？第4，你爸爸妈妈都是日本人吗？不是，我妈妈是台湾人。好 ，H 都表完了。来第5题 number 5母亲定来。晚小泽的爸爸是老师吗？不是。晚小姐，等会儿。来第6题美总。你有没有你家人的照片？没有。来第7 number 7苗苗的。李小姐的兄弟姐妹都喜欢看书吗？是。老师要不好你啊。是的，他们都喜欢。好，是的，他们都喜欢记录表完。那看到你们喜欢好，老师记录什么？来，做连看过最后一题第8。谢谢了，老师。对，第8。谢谢你们来接我，不客气。好，D。所以讲呢，表完了，就是第7集第那个 D。所以讲呢，第2篇个龙妈妈的，好，这是谁？大家不读嘞？我哥哥。陈珊珊的家有几个人？米大祖不了解哦，6个人。请问你要不要喝茶？好，谢谢你。高马比结束这嘛的。你爸爸妈妈都是日本人吗？不是，我妈妈是台湾人。王小姐的爸爸是老师吗？B，不是。李小姐的兄弟姐妹都喜欢看书吗？G，是的，他们都喜欢。最后一题，谢谢你们来接我。你弄好了就会对记住这嘛的，不客气，阿曼拿完呢。所以讲到其實就係學你嘅地面大စာ講到東邊嘅比他面，老師講到那定嘅啥喎喏，第5、第6，那先5、6要錄成第3，東邊嘅對一撇檔啦。東邊嘅或東邊嘅講到3冇咯，東邊嘅前邊啊，個地面大စာ講到前後對嘛面弄嚟啊咩？A 都在錄成30秒，時間動作咪前邊啊？時間動作對先生嚟啊咧，講到3個嘛，就是說這個3個嘛前邊撇啊啦。ဒီဟာတွေက老師တင်ထားတဲ့စာလေးကိုပဲလောက်တာဖြစ်တဲ့အတွက်အရင်လောက်ရတယ်။ဒါကိုအချိန်ကြာယူတယ်ဆိုရင်ကျောင်းသားဒီကိစ္စမျိုးမှာကျောင်းသားအတွက်အချိန်မလောက်ဘူး။ Okay 好，我们来ကျောင်းသားဒီနေ့ပတ်စံရဲ့ဟာဆက်ပြီးတော့ကျောင်းသားတင်ပေးရ哈。那我们ကျောင်းသားကိုရှိတဲ့ဘက်မှာကင်းကင်းတန်းတင်ပေးပါ哈。那ကျောင်းသားကိုကင်းကင်းတန်းကိုရအောင်ချက်ထားလို့ပြောထားရင်နော်။ကင်းကင်းတန်းမရရင်ဒီကိစ္စ။老師ကစာမထောက်ပေးဘူးလို့ပြောထားပြီးသား။好。登高是对不起，登高當陪你，登高當陪你就是說မြန်မာငွေကနေတရုတ်သားရာလူတစ်လုံးတုံးကျောင်းသားရှိတဲ့ဘက်ကကင်းကနန်းမှတ်မိမယ်လို့ယူဆပါတယ်နော်မှတ်မိမယ်လို့ယူဆပါတယ်နော်မမှတ်မိဆိုတော့ဗီဒီယိုပြန်ကြည့်ပြီးတော့လို့ရှိရင်စာပြန်ချက်ကျောင်းသားဒါအောင်မှမမှတ်မိဘူးဆိုရင်တော့ကျောင်းသားအတက်ဆက်တက်မနေနဲ့နော်အခုမှအတက်အဆရှိသေးရစာမချက်ရင်တင်းကိုတောင်းဖွဲ့နေမြန်မာငွေကတရုတ်သားရာလူတစ်လုံးကျောင်းသားမြန်မာငွေပတ်စံနေတရုတ်ကိုသွားရင်ရာလူတစ်လုံးတိုးပြီးပြောရမယ်20ဆော့ကျောင်းသားရှိတဲ့ဘက်ကတင်သွားတယ်လို့တင်း90အခု iPhone တစ်လုံးတင်း60ပေးရတယ်တင်း60တော့တခါတည်းဘလို့ငါတို့ဆိုတန်းပြောနိုင်တယ်လျှို့ပိုင်ဝက်တစ်စက္ကန့်တော့မကြောက်600萬မြန်မာပြည်မှာအိမ်တစ်လုံးကို3950ပေးရတယ်ချီးချမ်း500萬တန်းပြောနိုင်တယ်။ကျောင်းသားရဲ့စစ်တမ်းပြီးပြောနိုင်ရမှာ။所以ကျောင်းသားအခုစာသင်ချိန်မှာခေါင်းထဲမှာ
就是那四个公龙第三嘛睇啦，我同後冇定都後背定嘛，邊講到第二四公龍明嘛，偏唔明嘛，點樣啫？嚟再講啦，幫到你都冇隻咁樣ပါ咧，酷個四邊四個廿邊廿個頭邊，係咧，酷個四邊四個廿邊廿個頭邊，什麼意思？講到酷對路線八邊咯，四個邊，四個對四邊廿唔啦，廿邊廿邊八啦，頭啦咧，所以廿對頭邊，所以講到酷個四邊四個廿邊廿個頭邊。ဒီဥစ္စာချက်ထားရင်ကျောင်းသားဆက်ပြီးတော့လေ့လာလို့ရပါတယ်။နောက်老師ကိုခဏလေးစောင့်ပေးပါ။ OK，那我们等一下啥呀啊，讲到，讲到就是说，我们第五上嘛讲到等下喏，个十百千万，讲到不马路嘛，所以不嘛所以不喏，讲到酷些都得等。酷蛇呀頭到底，那講到不如是用不嘛啥嘛？酷蛇呀頭到底屬於是咋啦？嗱，講你好，酷蛇呀頭到底屬於，所以我都屌話你啲路ပဲ講啦，我屌啥 professional 啲呢路屌不講到不嘛路酷蛇呀頭到嘛，以後我路個十百千做得龍呀得龍步啊 ，sorry 咯，個十百千萬路是咩？個的意思是什麼意思？酷。十的意思是十，百的意思是바로呀，千的意思是바로 터，万的意思是当。徐志波講到萬題表表多嘅什麼啦？個十百千萬，酷蛇呀頭當。好，所以酷不路口咯，個四個二十十廿個百頭個千當個萬。所以講到徐志波點嘅人，你嘛全件事也把那嘞，二爺兩爺是吧？二爺兩爺，所以那要20啦，對不起，200啦，200啦，200、2000、2萬，明呢？那是所以20不懂呢。也就是一点看嘛，不如懂了。两个老師來那抄兩隻手啊，兩隻手指哈，那個什麼來抄薄筆那抄兩支筆，根本上那咯兩台電腦，也就是點嘛，兩呢懂嗎？OK， 那我們講到下邊點樣啊？這當我路口咯，過當我路口咯，講到第二口重明白？那來就現在這當呢，都當對不起，過當。就現在來，就現在對不起，這當呢過當。1萬，1萬，9萬。啊，呢啲係講到就標到哪邊是1萬9萬，講到咁標得咧。好，但是老師講到第二個，啥都唔明白。過到過頭過呀過日過，過到過頭過呀過日過不如標唔咯？來，開面讀。過當過讓過呀過，過當過讓過呀過日過。開面讀啥苗啦？來看點樣，開面讀你嘛先生嘅比較需要咧，看點樣來。9萬。豬是豬。過頭過到過讓過呀過日過。9萬，豬是萬豬。嗰度就是萬咯。過到過讓過呀過日過，頂後嘅對三塊錢唔落吧？喏。99999。對，99999，講到誒，因為是這不噶下啥呢？講到咪亂字呢。如果講到表度酷，就是我嘛ဆိုလို့ရှိရင်講到酷真係到256လုံးဖြစ်နေတယ်ဆိုတော့မှ講到စပြီးဖြတ်ရတော့မှာ。比如說တရုတ်ကထောင်ပဲရှိရမလား？所以သိန်းဖြစ်နေရင်ထောင်မှာစဖြတ်ရတော့မယ်။အခုကတောင်းထိရှိရတော့ဖြတ်စရာမလိုနော်。講到တန်းပြောလို့ရတယ်，99999，但係講到ဒီဥစ္စာ6လုံးဖြစ်နေ，講到ဖြတ်ပြီးပြောမှရမယ်，因為သိန်းဖြစ်နေပြီ，ဒါဆိုကြောက်ဘလို့ပြောမလို့講到，來接開 window。對不起，接聽 window。999999。哦，對，所以就是講到撇開呢，ဥစား啲俾錢你嘛撇下啦咯。
သိန်းကိုတွေးမှဖြတ်ရတာသိန်းမတွေးရင်ဖြတ်ဆရာမလို့是吗哈所以讲到人还在是跟人差别了是到底我骗嘛啦没骗好了别等哪骗的哦骗的意思是等骗嘛当会啊骗的对等骗嘛如果讲到当个那边所骗谁了，他所以过去孔桥你怎么说讲的？来，那个高灿来。高明泰。9万9万。9万8762。97862好，来给你来，那哪喽？2万2200连续22。22呢没有连续。来，下一位是谁？那个谁，白春华，你唱楼呢？22222。OK， 到时候先，那个你一面路呢？来，今天都领我唱。12000全300是300是3001万连。这个可能弄起来了，当啦等啦，一种当啦等啦，一家的喏，等些把变换，等些所需的不干等啦，当变换没喏。12万。12万啊，可以12万，路边我们比较会做12万，这3个当12万，12万3456。所以讲到以後，這一部分講到叫晒下面咯，講到我對人呢當代表嘛啦，我對人呢定代表嘛，所以講到跑住嘛咯，講到對來的不他媽從可能啊，定個那當個那講到阿老演技，講到們進來路線，講到啥表人媽媽，那你這邊不是嘛？因啥一步路喏，老說跟那的出不嘛啥不比來嘛，講到你我不嘛啥單米沒比來呢，不嘛啥比嘛，你們進圖比我丟路一比啊嘛，這邊因啥？ရှိတဲ့ဘက်ကပတ်စံအင်စာမပေးဘူးဒီဘက်မှာပတ်စံအင်စာရှိတယ်ဒီပြောထားတယ်ဟုတ်ဆိုပတ်စံနေအင်စာကျောင်းသားအခုပေးတဲ့ဟာမှာပို့လိုက်တဲ့ကိန်းကနန်းရဲ့ဘေးမှာညီမချင်းပြန်ထိုးအတိတ်ပဲပါရေးရမယ်နော်နင်အတိတ်ပဲမရေးနင်ဘယ်လောက်လဲရေးရငါမသိဘူးဟောနင်အဲ့ဆို350ညီမချင်းဘယ်လောက်ဟောတမ်းပြီးရေးပေးမယ်โอเค好ကျောင်းသား我们စပြီးတော့တင်ရအောင်လာစမယ်တသိန်းစတာကျောင်းသားပုံတင်ပြီးမှတ်မိသေးလားခုကို10ပြောင်း10ကိုရာပြောင်းရာကိုထောင်ပြောင်းပြန်ပြောမယ်ခုကို10ပြောင်း10ကိုရာပြောင်းရာကိုထောင်ပြောင်းနေအသုံးကိုမမေ့နဲ့ဘာဖြစ်လို့ခုကို10ပြောင်းလို့ပြောရအောင်ခုပြီပါလား10所以10标10币吧啦呀所以10对应呀标呀币吧啦ထောင်所以呀对应ထောင်标 OK 好所以講到တသိန်း所以ငါတို့ရဲ့တရုတ်စာမှာ講到သိန်းကိုဘာဖြစ်လို့ဆိုသိန်းဖြစ်နေတဲ့အတွက်တောင်းပြန်ဖွဲ့ပေးရမှာ所以你တသိန်းကိုဘယ်လိုပြောမလို့當然講到你တသိန်းကိုတရုတ်လိုချ跟跟ချရေးလိုက်ခု10ရာထောင်တောင်းသိန်း你ပြောတတ်တယ်တကယ်တည်းကဘာလို့ထောင်မှာဖြက်ဘာဝနော်10萬တော့ဟုတ်10萬တသိန်းက10萬လေဟုတ်တော့ဒါပေမဲ့ငါတို့ကနေအဲ့လိုကိန်းကနန်းချရေးပြီးပြောတာအဆင်မပြေငါတို့ကဓာတ်ရိုက်ပြောရမှာကိန်းကနန်းအသေးတွေမှာကိစ္စမရှိမှကိန်းကနန်းအကြီးမှနေချရေးလဲနေမှာလိုက်ပူကြည့်အချိန်မမီဘူးဟောစိတ်ကြောင်းလားတသိန်းစိတ်တစ်ကကြောင်းလားဘာလုံးတရုပ်စာ对不起ဗမာစာမှာပါတော့ခုဆို10ပြောင်းတစ်ကိုခု10ပြောင်းတော့ပါတော့30ပြီးရင်ကြောင်းသားနောက်မှာမှတ်ထားနောက်မှာ1ပြေးကဟောနောက်မှာ1ပြေးကဟိုတနေ့ကတင်တို့ပါပဲကြောင်းသားနောက်မှာ1ပြေးက所以ဘာ1နော်10萬နားလည်မလားမသိ这个库对吧标10标这个10标呢吧咯10嘛所以10万那个库东的所以东啊吧咯库10标东10标呢东10所以那么万比个吧咯30万等呀我如果嘛啥我等路标我如果嘛等我考家了所以讲到那个我呀嘛都呀如果吧咯呀对吧标ထောင်标所以
5000丢路口了5000那么万比个8万了5000万那等下呀等于是谁说讲的8标亚标800万好啦所以讲呢丢啥酷狗3标3个亚标亚股长标亚拉唔啲 OK 两秒咪နော်ဒီဥစ္စာတစ်ကခု10ဖြစ်တဲ့အတွက်10နောက်မှာ1ပြေက3ကခုရာပြောင်း10ပြောင်း30 30万3500ရာဖြစ်တဲ့အတွက်ထောင်ပြောင်း5000နောက်မှာ1ပြေက5000万80 10ဖြစ်နေတဲ့အတွက်ရာပြောင်း800万 OK 好နောက်တစ်ခုကြည့်အောင်အတွဲလိုက်222သိန်းကျောင်းသား所以呢ကျောင်းသားနေရစောစောတော့အကုန်လုံးတစ်ခုစီပဲပြောင်းခဲ့ရဒီတစ်ခါအကုန်လုံးအတွဲလိုက်ကုန်ပြောင်းရမှာ所以ကျောင်းသားပြောင်းစီရဘယ်နှခုရှိရောဘယ်နှဖွဲ့ရှိလဲကြည့်ရမယ်222သိန်း322ခု3တွဲရှိတယ်3တွဲလုံးကိုပြောင်းအောင်所以ကျောင်းသား222သိန်း222သိန်း所以ကျောင်းသား222သိန်းကိုရာလူကုန်တိုးလိုက်ဘယ်လောက်တော့2222နားလည်လား222သိန်းကိုရာလူတိုး2222လေးကျောင်းသားဟုတ်တယ်ဟုတ်တလုံးစီတိုးသွားတာလေဟုတ်တယ်မလား200ကိုရာလူတိုးတော့2000 20ကိုရာလူတိုးတော့200နှစ်ခုကိုရာလူတိုးတော့20所以2222ဟုတ်တယ်ဟုတ်2222ကိုတရုတ်လိုဘယ်လိုခေါ်တော့2222နောက်မှာ1ပြေက所以2222万နောက်ဆုံး222သိန်းနောက်ဆုံးတစ်ခုကျောင်းသားပြီးကျောင်းသားအထက်ငါဆက်မပြောပြတော့322သိန်း322သိန်းတလုံးစီတိုးပလိုက်ဘယ်လောက်တော့3222所以3222万 the last one သိန်း280သိန်း280ကိုရာလူတိုးဘယ်လောက်တော့2800 2800万ပြီးသွားရင်ငါစတဲ့နော် okay understand 好နင်တို့လက်来上面17သိန်းရနေ来年龄蛋ကျောင်းဆိုရပြီတယောက်တစ်ခု17သိန်း是ဟုတ်လားအဲ့ဒီဘောပင်နဲ့ဆောင်းနဲ့ကြိုင်မှုဆိုအဆင်မပြေဘူးမကိုင်းနဲ့မြန်မြန်ပြောရမှာသိန်း17သိန်းဆိုရင်17ကိုရာလူတိုးပလိုက်လေ呀这是然后等下是一般是万10万မရှိပါဘူး111သိန်း111သိန်း哦一般111万对111万17သိန်း17ဆိုတာကျောင်းသား17ကိုကျောင်းသားနောက်တစ်လုံးတိုးရတော့မှရာလူတိုးမှာဆိုရတဲ့17သိန်းဆို111万所以ကျောင်းသားဒီဟာပြောတဲ့အချိန်မှာစောင်းနဲ့ဘောပင်နဲ့မကိုင်မဲ့ဖြစ်နေအောင်ကြိုးစားလိုင်း下一个ကျောင်းသား number 2 cherry တင်းဆို8880万8880万咯8880万咯来下一位သိန်း290學生得啦2万不是2900都没有啊那样呢等一下老师我သိနိုင်ဘူးမြန်မြန်လို့ပါစောင်းနဲ့ဘောပင်ကကြိုင်ရသေးတယ်不改我等一下那样的估计2900万နင်တို့ကတော်တော်ခက်နေတင်ချမကောင်းကြဘူးပဲเนาะငငယ်က90ကိုရာလူတော့2900တော်တော်ခက်ကြရဟော290ရာလူတော့2900တရုတ်လိုပြောလိုက်ရနေပြီတိုင်ကိုပတ်နေရဘယ်နှခွေမဲ့အောင်မသိကွာ2900万哈 okay 初三သိန်းလိုက်124သိန်း1240万okay 初看帮我来66သိန်း
666万。660万နော်6မပါတော့660万哈来7等冇350但是你知道吗？ 7等冇7等冇请假吗来အောင်မျိုးခန့်35050万。ရာလူတက်လေရာလူတို့လေရာလူတက်လေ等下，多下500万。500万ရာလူတို့ကြရာလူမတို့ဝယ်တတ်မှပြောနေ350来အနန်းနဲ့ဖြူကြီးဆိုမှာဇင်မွန်တက်1500万。来那个 report 啊80သိန်း80သိန်း710万，10万没事，710万没事，710万。ဘာဖြစ်လို့လဲဆို900就是說80သိန်း就是ဗမာလိုဆိုလို့ရှိရင်ဗမာလိုကဘယ်လိုပြောလဲဆိုတော့900သိန်း910သိန်းဟုတ်所以710万好710万好来下一位學生표이죠110သိန်း1120万。來阿飄3505200万。好文爸爸最重要的是3310萬不是ရာလူမတို့တော့လား310ရာလူတို့310ယူရ3010လား310ရာလူတော့မလား33세우야 병3300呀3100万တောင်ရောက်နေနော်ဒီလိုရှိစင်းမင်းဒါဖြင့်ဟို89သိန်းอ่ะဒီစောစောသူများပလားဆိုပြီးတော့အစင်လိုက်ဆိုရမှာ770万好第一首等于是样是1100万是等于是呀对不起老师8500萬8500萬定啥810萬800得三了老师得三了呗100得三了呗100連10萬100連10萬ခဏလေးနေ့ဒီနေ့ကျွေးထားတဲ့မုတ်တွေကခဏနေလာပြန်တက်နေသွားမှာစေကနန်းလေ1000萬是2ကျန်တဲ့ဟာ是2ဆိုပါပဲပြောရတယ်လာပြီး100連10萬120萬120萬你對မဲ့連10ပြောခဏလေးစောင့်နေ來那個တရား922သိန်း7220萬20萬 OK 來
丁姑呀，丁姑呀，那谁？来是谁让丁姑呀？那谁？9200万。9200万 ，OK，来算了牌，郭丁牙套，算了牌，你用按星设定过，设定过，设定过多少？12定了。设定过12定了，就快了。设定过就是设定过就是说设定呢，5道理。设定5道。就快了，爸妈咋一面呀？设定过就是设定5道，OK，来。设定5道。150万。150万，150万的意思是上下丁的意思哦。或者上下丁冇设定块为是啊，设定块就是设定5道，讲到没讲厉害了。所以讲呢，你设定不入口了，如果块没把握哦，块没把握它吧了，设定不入口了，算了牌。设定过100万。100万 ，OK。那所以讲到个龙进了多少？你都要对啊嘛？那老师刚刚写设定块，所以讲呢，设定块的意思是设定5道嘛，或者好设定5道，所以块啊吧咯，5道，所以你要说100万5万路标我们了，没有人这样说，所以100呢5呢把路标我们咯，100万055万。不是。设定块的意思是这样的，设定块就是说，设定块就是上下丁哦，是吗？设定块是上下丁吗？即动人啊，動人你兩號嚟留設定過啊？即動人。设定块就是说，设定块就是上下丁嘛。设定块呢上下丁呢？設定5道冇啦，劉全。設定5道啊，設定5道呢？設定块呢上下丁呢？讀啦。讀完。对啊。对吧嘞？設定块。設定块上下丁路标的。設定块呢嚇？设定块就是上下丁，设定块就是上下丁用块，好的啦，因为设定嘅中国咯，所以就是上下设定上下丁啵，好的嘛，特定你都考啦不如考咯，我哋都考你爸妈考定呗，所以上下丁，好的啦，上下丁就是设定块，好的啦，是设定块啊，設定呢5道。設定係5道啊。設定呢5道，155萬。150萬了。150萬。不是。設定塊啊。阿爸媽路嘅咩呗？阿爸媽路咩啫呐？設定塊呢上下丁呢讀啦唔讀啦？讀吧咧。讀吧咧，老師啊，設定塊呢上下丁呢讀咧。明白。mà đủ ra thì nó bà mà sao ai thì nó bà mà lô tiền cả ngã tiêu lô tiền設定位咧，3定老師特定嘅5樓呢，特定塊呢，所以咧阿媽怪你老師，特定5樓呢，特定塊呢，所以怪，所以設定5樓呢，上下定呢，所以老師怪啦路嘅。老師，तू 話定塊ဖြစ်တဲ့အတွက်定ရဲ့တဝက်တသိန်းရဲ့တဝက်ဆို5道ကိုအဲ့ဒါကြောင့်မလို့設定5道。tiêu ta bà mà sao mà đi có lý quên này chủ à ok lại cho là xe đây不是要淘到订单好这是谁的啊所以这是谁的谁的我们会说那就是说
ကျောင်းသားတွေရဲ့ဗမာစာအယူဆနဲ့တရုတ်ရဲ့အယူဆပေါ့နော်ကွာဟာချက်ဒီနေရာမှာစကားပြော啊哈所以就是说我们说这个是讲到10丁喏10丁就是10万对不起100万哈那我တို့话လို့ယူတဲ့ရခု10ရထား我们说100万100万就是10丁那亏讲到就是说你就是我တို့ရဲ့10丁亏的意思是讲的15当的意思15当的意思讲的我တို့對嗎我တို့တရုတ်ရဲ့ယူဆကျောင်းသားတွေဆိုတော့ဗောနော်ကျောင်းသား10သိန်းခွဲနဲ့10သိန်း5တောင်းမတူဘူးလို့那我们说10သိန်း5တောင်းဆိုရင်10သိန်း5တောင်းလို့ပြောမှာ10သိန်းခွဲ的意思是我们တရုတ်ရဲ့ယူဆ那ကျောင်းသားကိုဗမာ因为ကျောင်းသားတွေဗမာကျောင်းသားကိုဟာ那ကျောင်းသားကိုအတန်းဆင်းလို့ရှိရင်သူတေသနာပြန်လုပ်ကြကိုဗမာစာကိုပဲ10သိန်းခွဲနဲ့15သိန်းတူလားပေါ့好10သိန်းခွဲနဲ့15သိန်းတူလား那老师的底下10သိန်းခွဲ的意思是讲的10သိန်းကိုတဝက်ဝက်所以10သိန်းကိုတဝက်ဝက်ရင်就是5သိန်း所以15သိန်း的意思တရုတ်စာမှာကနော်我说ဒီတရုတ်စာတဲ့အတွက်တရုတ်စာရဲ့ logic ကို那ဆောဆောလို့ကကျောင်းသားတွေမှာဟိုဖွဲ့ဝမ်းနှက်那老说10သိန်း5တောင်းဆို10သိန်း5တောင်း10သိန်းခွဲလို့မပြောဘူး10သိန်း5တောင်း就是10သိန်း5တောင်း10သိန်းခွဲ就是15သိန်းကိုပြောတာ那ကျောင်းသားကို老师ဗမာစာဟုတ်တယ်မဟုတ်ဘူးမှန်တယ်မမှန်ဘူး老师လာမငင်းတော့ဘူးနော်因为ကျောင်းသားရဲ့ဗမာရဲ့အယူဆ老师မသိဘူး老师ဆိုရင်是老师ဒီတရုတ်စာတဲ့ဆရာမဖြစ်တယ်တရုတ်စာဦးစားပဲပြော所以ကျောင်းသား也是那老师那念ဗမာလို့ဆိုရင်老师နဲ့ကျောင်းသားလာပြန်老师ကျောင်းသားနဲ့ပြန်မငင်းချင်ဘူး那老师也是10သိန်းခွဲ就是ဗမာအယူဆနဲ့မေ老师10သိန်းခွဲ就是15သိန်းရဲ့ယူဆ10သိန်း5တောင်းမှ10သိန်း5တောင်း10သိန်းခွဲ就是15သိန်းကိုပြော老师那ကျောင်းသားတွေဥစ္စာကွာကိုသွားပြပြန်တစ်ချက်လေ့လာကြည့်ပေါ့နော်那ကျောင်းသားကွာကိုပြန်ပြီးတော့ဟာဖြစ် Google မှာသွားရှာချက်ကြည့်ပြီးတော့သွားရှာနေထွက်ပါတယ်ကျောင်းသားနော်ကွာကိုသွားပြီးတော့လေ့လာကြည့်ငါတို့ပြန်ငင်းမနေဘူး所以老师讲的老师ဒီက10သိန်းခွဲ的意思是讲到ခဏ老师ကိုမှတ်ပေးပါဗါလဲ15သိန်းရဲ့意思哦နော်10သိန်းခွဲ意思是15သိန်း的意思如果10သိန်း5တောင်းဆို老师也是10သိန်း5တောင်းလို့တန်းပြောမှာ讲到哦好အဲ့လောက်ထိမေးခွန်းခက်ခက်လှည့်လို့မရအောင်所以讲到10သိန်းခွဲကို我们所以讲到所以ကျောင်းသားทีเนี่ยမှာနားမလဲတဲ့အခါမှာဗမာရဲ့ယူဆနားမဲ့အခါမှာတရုတ်ရဲ့ယူဆကိုနေရမှာမဟုတ်所以10သိန်းခွဲမှာ10သိန်းကိုခွဲကိုခဏထား10သိန်း就是吧咯100万是吧ကျောင်းသားနော်100万所以ကျောင်းသားခွဲ就是ကျောင်းသားငါတို့ဒီ5သိန်း的意思ခွဲ就是5သိန်း的意思哦好5သိန်း的意思ကျောင်းသားပြောတဲ့5တောင်းမဟုတ်ဘူးနော်ကျောင်းသား如果5တောင်းဆိုငါတို့ဓာတ်ရိုက်ကျောင်းသားကိုပြောမှာ10သိန်း5တောင်း10သိန်း5တောင်းနဲ့10သိန်း5သိန်းငါတို့က10သိန်း5သိန်းလို့ငါတို့မပြောဘူး所以我们说10သိန်းခွဲကျောင်းသား1သိန်းခွဲဆိုရင်1သိန်းခွဲ就是1သိန်း5တောင်းမဟုတ်ဘူးလားကျောင်းသား1သိန်းကိုတဝက်ဝက်就是1သိန်းခွဲဟုတ်တယ်ဟုတ်2သိန်းခွဲဆိုပါတော့2သိန်း5တောင်းဟုတ်တယ်မလား所以ခွဲ的意思是သူ့သိန်းရဲ့ပတ်စံရဲ့တဝက်ကိုယူတာကျောင်းသားဗမာစာပြန်ပြီးတော့သင်ပေးရမှာ所以10သိန်းခွဲ的意思是10သိန်းကိုတပုံပုံထားတာ就是5သိန်း不是5刀我把头比方说10သိန်းခွဲ10သိန်းခွဲ的意思讲到吧咯10သိန်း5刀ဘာဖြစ်လို့တော့10သိန်းမှာပါတဲ့သိန်းကိုတပုံပုံထားလိုက်1သိန်းကိုတပုံပုံထားလို့10သိန်းခွဲ就是10သိန်းနဲ့5刀ဟုတ်တယ်မလား10သိန်းခွဲဆို10သိန်း5刀မှာကျောင်းသားတွေလက်ခံတယ်နော်ဒါပေမဲ့ကျောင်းသား10သိန်းခွဲဆိုလို့ရှိရင်ကျောင်းသားနည်းနည်းကြောင်သွားပြီ10သိန်းခွဲဒီတစ်ကိုတပုံပုံလားမဟုတ်10သိန်းကိုတပုံပုံလားကျောင်းသားရဲ့所以10သိန်းခွဲနဲ့10သိန်း5တောင်းနဲ့တခါမှမတူဘူးကျောင်းသားစံကျောင်းသား10သိန်းခွဲနဲ့10သိန်း5တောင်းတူရလို့ဆိုရင်ကျောင်းသားနာနှစ်တင်ချမကောင်းလို့တော့ဆိုရတရားနေပြောရဲဟာ10သိန်းခွဲနဲ့10သိန်း5တောင်းတခြားစီပါကျောင်းသား10သိန်းခွဲဒီ10သိန်းကိုတပုံပုံထားတာကျောင်းသားရဲ့所以10သိန်းခွဲ的意思是15သိန်း的意思老师ပြနားလဲလားမသိဟာ所以ဆောဆောကျောင်းသားဗမာလူတိုင်ပတ်နေတဲ့ကျောင်းသားတွေလောဆယ်老师မနေနိုင်တော့တခါလဲရှင်းပြတာ老师ဒီတင်ချာကိုဒီပါထားတဲ့ကျောင်းသား10人嘛好老师的တင်ချာလို့ဆိုတော့ကိုအရင် confidence ရှိပြီးသားဟာဒါပေမဲ့ကျောင်းသားတွေ老师ဒီတရုတ်စာတင်တဲ့ဆရာမဖြစ်တဲ့ကျောင်းသားရဲ့တင်ချာခဏအောင်老师မငင်းချင်ဘူး因为哈လာနေဒါပေမဲ့ကျောင်းသား就是因为ပြောပြ哈所以ကျောင်းသားရဲ့ logic အယူဆနဲ့老师လွယ်နေလို့ခံစား所以ကျောင်းသား1သိန်းခွဲရဲ့အယူဆဒီကျောင်းသား1သိန်း5တောင်းဘာဖြစ်လို့တော့1သိန်းကိုတဝက်ဝက်လို့10သိန်းခွဲရဲ့အယူဆဒီ10သိန်း15သိန်းဘာဖြစ်လို့တော့10သိန်းကိုတဝက်ဝက်လို့所以ငါတို့ဒီမှာဒီကခွဲ的意思ကျောင်းသားဘာအဓိပ္ပာယ်လုံးဒါဆိုရင်5သိန်း的意思是吗5သိန်း的意思နော်所以5သိန်းကိုကျောင်းသားဘယ်လိုခေါ်မလို့တရုတ်လို့50万ဟုတ်တယ်ဟုတ်所以讲呢100万50万လို့မပြောတော့所以100ရဲ့50လာပေါင်း所以ဘာ万နော်150万နားလည်လားမသိ我们万ကိုနှစ်ခါမထည့်တော့ဘူးလေနော်所以10သိန်းခွဲဆိုငါတို့တရုတ်လို့ဘယ်လိုခေါ်မလို့150万
讲到老师表演今年嘛哪里了没的？那到时候老师讲呢，那等于我差别理解这边，对不起，那等于块。来讲到三级啊，第二啥？那等于块。来那个苏面冲，连是用啊，那挺好看。2万10万，对不起老师，连是三个那也可连220万，的我们懂嘛？你把不如连的啦，懂呢？ 25万，明儿嘛了，困了呀喏，好，苏面冲。所以那等于块，那等于降到20，好，那等于20，那个快的降到8喽，俺当的意思，或者好，俺当的意思哦，所以25万，降到哪里来的？25万，我们不会说25万5万拉帮那三两啊，25万。来，那这样降到 right 的时候呀啊。好，就200米了。来，固定块，沙滩伞。95万95啊30呢，95万，95万。好，所以讲到哪里不预算吧嘞？OK，所以讲哪里苗到片第三等块嘛2啊，那3等块，但是下下一块等不动嘛，讲到迷宫来路呀，你呀老个来路呀，3等块，讲到3等块嘛，不如150万表啊哪里了讲的？那是他搞出来没表表肉呢？这个讲到这个路担心了3等块吧路150万路块，那么来讲到说特别难没路呀，这个路没有这个话片的，所以不3等的100万或者好，快递老说8万咯。快递快啊不马路这边吧咯，等下子，所以50万，所以经常户边帮来的150万，我说没不可能老说100万50万，那户路没标路没啊万的咖啡标啊嘛，所以等的呀也伢子也拿帮来的150万，那讲到三等快递，讲到三等伢当路没标呢喏，那讲到等差么讲路呗，三等快就是三等，上下等的意思，懂了哈？三等就是上下等的意思。设定关呢，设定啊当然没读完喏。如果设定啊当是不读，比我们讲的105万，105万票外喏，好，105万，好，设定啊当就是105万喏，讲的，所以没读完喏。OK，来下边要理解啊，讲的来生啊的，来学生3路款嘛人。上啊定啊我150万。好，下一位那个三只，那三场的。 420那三场的。哇，220万。啊，年通都让他谁？等都让他谁？3200万。为我等2啊谁？是涨500万，那等啥五？8200，等过呀，过人8200，等过呀，过人呢？等过呀，过人呢9520万。啊，920万，那你呢？等一下那谁了什么？你呀，可能是可能的。 2000啊？哦，7770万。那你那个目前等谁呀？等谁呀？谁8200万。那个没看着，等你呀？谁？没中。
老师， 2200。好，俺看等一下，我固定啊的，固定好的，嗯， 95万，没得是等于块， 85万，相当于是等于块85万票拿来吧人喏。是等于块的意思是是等于5档嘛，这样的，喏，是等于块的意思是是等于5档，所以是等于80万，那个5万，所以80呢5呢多少包？85万。拿来，喏，讲到那个咯，今年亏一百拿么来，我担心没路亚嘞。林看过生的等于5档，生了对12万，那对， 12万，生的等于5档， 生的等于5档的意思是这生的等于，这生的等于的意思哦，生的等于5档。是不好的，于是嘛，你压力稳住了，谁就是得谁，谁就是得谁，你都压力稳住了。就120 5000当然5000了。万，冇老师，冇啥老师，啥了，同学，你咁啥呢？係啥把啥？ OK 老师好啦啥了？你，OK 老啥？师，把啥？说没？我知道了，125万。125万，所以講到也是那當批的多啲啦，講到啲呢，那等於5檔數不如標唔咯？25萬，好，那等於5檔就是那等於塊，喏，那等於5檔就是那等於塊，所以講到誰的意思是這是那等於，所以125萬，來過啥過的就簡單990万，那個阿點又來，那等於那檔那套哪呀？200，假如都那等於那檔那套哪呀？ဒီမှာတိန်းတစ်ခုပဲတိုးဖို့လိုတာတခြားဟာ copy ပြန်ယူ用မယ်နော်ဘာမှတိုးစရာမလိုဘူး 20万，20，နှစ်သိန်းနှစ်သောင်းဆိုဘယ်လိုပြောလဲ 22，连是连，连是连我拉遍没是啊没有连吧2吧နှစ်သိန်းနှစ်သောင်းရင်ပြော 连，နှစ်သိန်းကိုတရုတ်လိုဘယ်လိုခေါ်တော့ဟာဟမ်နှစ်သိန်းခုကို10ပြောင်း10ကိုရာပြောင်းရာကိုထောင်ပြောင်းလေခုကိုရာလို့တို့တော့ 2000，နှစ်ကိုရာလို့တို့တော့ဗမာလိုပဲပြောနှစ်ကိုရာလို့တို့တော့ 2000，那样，20ကိုတရုတ်လိုဘယ်လိုခေါ်တော့ 20，ဟမ်နောက်မှာပါကက် 20万，နှစ်သိန်း就是20万နှစ်သိန်း20万နောက်ဒီမှာနောက်မှာ20万ဒါပေမဲ့နောက်မှာ2000ပါတယ်所以20万2万လို့မသုံးတော့တန်းပြီးအကုန်လုံးတန်းပြောတာ20所以နှစ်သိန်း2000ဆိုဘယ်လိုခေါ်မလို့ 22万。22万နောက်ကဟာဒီတိုင်းပြန်ကူချရုံပဲရာထူးတိုးစရာမလို因为တို့ကရိုးရိုးကနန်းနေဖြစ်နေတဲ့အတွက် 22万2000，ဟမ်千က连လား2လား 2200，所以讲呢22万2200后当标准哦对差漏门那等于就是20那当就是2万所以22万2200讲完标准哦是在超等给的来
啊，860万。来，这肯问到3等超到。150万，156万。好，那个高美泰等的呀，高差奶等的呀，白春华等的呀，我拍不了照呢。1000万。好，那个那一面呢？等下是谁？ 8800万。如人40等超到。40等超的，40等超。186千，6万。啊，Yuri，过在这对。86。九910万。好，那个谁，刚换谁呀？等第二的谁？1200万。啊，等第二的谁？等第二的谁？1100万。第查表，sao？苏面说，等两啊谁？ 2500万。好，可能是超等14等苏林特，14等。880万。下一位可能是超等표 Andrew，要不然呢760万。下一位这样的色的，这样的哎，这样的色的对，苏特。1110万。1110万，好，等超呀，可能是，等超呀，可能是，来，等底下。6700万。好，下一位那个巴西林，那等俺的。等俺的。25万。啊，25万，好，来那个刚当选李登辉。 45万。可能是东的，南京呢？可能是东4000。可能是东的。可能是东430。可能是东的。 430。可能是东的。可能是东。4。1、2、3、4、5、6、730万。泡面熬，等俺呀子。5500万。好，下一位，59的一个 report 啊。59的990万。
好，张大爷也没录成嘛嘞。那老师讲的这边嘛，讲的的不是印象，去年也就是话的啥哈印象对面是拍照拍照印象也不录嘞，然后不是印象也没。那老师公众们被查查哈里面被我们查查哈里老师变快比被嘛。我们今天到这里，讲到我们那盘我们有听写，都不一样嘛。我们那盘到时讲到哪套啊，没那个一样嘛。所以上 writing minimum 的有啥的小教他，还有讲呢，我对我们那盘 rearrange exercise，rearrange exercise 的对讲的就是说。啥个拼音嘛，把被拍到讲到警察人家嘛讲到安内组那样东样哈，拼音嘛把咱们拍到的讲到里不，就是他我说第三的那看嘛的讲到我拼音比他比没啥的比到也看嘛，exercise 都在看嘛，为什么拼音比例是没少，所以讲到我还有呢，我也几个确定我讲到上面也看嘛，上面套比例没少，为什么套比？mà tìm thấy sao solution nó tụi mình uống mà tìm thấy sao thảo biểu phải cho mình thảo biểu, 这样就是说我现在嘛你上面讲到你能我用答案的，就先表啊。所以就是说，啥叫他讲到生命数呢？生命数呢，上面头边啊，不比如咯，我单位上面也没单位，讲到个不上边也没单位，我们是的，我就好，我不上边嘛你啥样嘛？所以讲到我讲你有上面头边，你生命数呢？你上面讲老师比如说你我写了么数了，比如说么600，单位没讲到，对面啥样的，挂把路面啊，咯，挂过那身上。就住在那，ဒီမှာကျောင်းသားကိုထူးပြီးတော့တည်တံ့ပိုင်ဝမ်တင်ပေးရတဲ့အတိုင်းမရှိဘူး။လောက်ရှိဘယ်သူမှပိုင်ဝမ်မတင်ပေးဘူး။所以呢ဘယ်သူမှထူးပြီးတော့လည်းပို့မတင်ပေးဘူး။ဘယ်သူမှထူးပြီးတော့လည်းစာသွားပြီးတော့မလုပ်ပေးဘူး။ကျွမ်းစောကျောင်းသားစာလာမေးတာလွယ်လို့ဘယ်သူမှထူးပြီးစကားသွားမပြောဘူး။သူများရတာကိုဘာလို့မရရတော့။သူများလောက်နိုင်တာကိုဘာလို့မလုပ်နိုင်ရမှာတော့။အခုမှ lesson 1 2ပဲရှိသေးတယ်နော်ကျောင်းသား။那 lesson 3 4 5 3လောက်က还好4 5 6ကျောင်းသား grammar မြင်လာပြီ။我们读 for A1 的 lesson 1 to lesson 7所以是我 connection 是讲到5 6 7 grammar 不明啦比，所以讲到我如果讲到让 grammar 没定背对喏，lesson 2 grammar 没定下对喏，ภาษาเอา定呢，不是是这个不是定，这边不是定背，讲到啥呀事情了，那所以 grammar 定背嘛，所以讲到 grammar 真係不比較話皮啦，所以啥對差要唔就他，啥咪判難啲講到就在拍把路搞路的啦，應該要放清楚。老師可能4သိန်းခွဲနဲ့15သိန်းနဲ့လေအဲ့ဒါသူကဟိုပါပေါ့သိန်းခွဲဆိုတဲ့အဓိပ္ပာယ်ဖြစ်တော့တယ်ရှေ့က1 2 3 4 5 6ကိုဟိုမဖြစ်ဘဲနဲ့ဥမာ10သိန်းခွဲဆိုသိန်းနဲ့တဝက်က9000ဖြစ်တဲ့အတွက်ကြောင့်သူက10သိန်း9000လို့ပေါ့ဥမာ17သိန်းခွဲဆိုလို့ရှိရင်လည်း17သိန်း9000ပေါ့အဲ့လိုမျိုးတော့ဟိုဟာဖြစ်ခဲ့ရပါပေါ့ဥမာ1တန်းခွဲဆိုရင်တော့သူက15သိန်းပေါ့တန်းရဲ့တဝက်က9သိန်းဖြစ်တဲ့အတွက်1တန်းဆိုတာ10သိန်းပေါ့10သိန်းရဲ့တဝက်က9သိန်း9သိန်းဖြစ်တဲ့အတွက်ကြောင့်1တန်းခွဲဆိုရင်တော့15သိန်းလို့ယူဆပြီးတော့10သိန်းခွဲဆိုရင်တော့သိန်းခွဲဖြစ်တဲ့အတွက်ကြောင့်10သိန်းနဲ့9000ပေါ့နော်ဥမာ17သိန်းခွဲဆိုရင်17သိန်းရဲ့တဝက်9သိန်း15သိန်းလို့ပေါင်းပြီး17သိန်းခွဲဆို16သိန်းခွဲလို့ယူထားတာမဟုတ်ပဲ17သိန်းခွဲဆိုရင်17သိန်း9000ပေါ့နော်အဲ့လိုမျိုးလားလို့လေအဲ့လိုတည်ခဲ့ရတာပေါ့နော်老所以呢，老师人家老就是有啥来的，老师嘛首先嘛老师不如表么不马上分老师那有担心的那个大概要看慢点，比如说的等块就是说的等老师的恰好嘛表的恰3等块等的呀那老师嘛表老师的等块那个有啥表记啊？的等块我的等块我不如有了，的等块我的等那5趟路表路呀了，的等块就是的等5档。သူကသိန်းခွဲဖြစ်တဲ့အတွက်ကြောင့်တသိန်းခွဲကသိန်းနဲ့9000ပဲသိန်းခွဲဆိုတာသိန်းရဲ့တဝက်ပေါ့နော်တန်းခွဲဆိုရင်လည်းတန်းရဲ့တဝက်အဲ့လိုမျိုးသွားတာပေါ့10ကနန်းလည်းဒီလိုပဲလေ10ခွဲဆိုရင်10ကနန်းရဲ့တဝက်လေဒါဆိုရှင်10မဟုတ်ဘဲနဲ့10ကိုယူတာမဟုတ်ပဲသိန်းကိုယူတာဥပမာ17သိန်းခွဲဆိုရင်17သိန်းရဲ့တဝက်လို့ယူတာမဟုတ်ဘဲနဲ့ဟို17သိန်းခွဲအဲ့လိုမျိုးသွားတာပေါ့နော်ဒါတော့တိုင်ပတ်သွားပြီနောက်မှညင်းကြမနောက်တန်းရှိသေးရဘလို့ဗမာစာနောက်မှညင်းကြငါတို့ကျောင်းသားဗမာစာတူတူနောက်မှလုပ်ကြမယ်好老师နောက်တန်းရှိသေးတယ် OK 好今天到这里谢谢大家哈拜拜哈谢谢老师